ဂျပန်နိုင်ငံရဲ့စားတောက်ကုန်စက်ရုံတွေကိုမြင်ရင်အမေရိကန်လူမျိုးတွေတောင်ဘာလို့အံ့ဩမြင်တတ်သွားကြတာလဲဒါကတော့ဂျပန်နိုင်ငံမှာရှိတဲ့အကြီးမားဆုံးပြောင်းဖူးစွပ်ပြုတ်ထုတ်လုပ်တဲ့စက်ရုံကြီးတွေကတစ်ခုပဲဖြစ်ပါတယ်ဒီစက်ရုံမှာအစစ်မြစ်နည်းပညာသုံးလုပ်ငန်းစဉ်တွေကိုအသုံးပြုထားတာကြောင့်အမေရိကန်နိုင်ငံကကျွမ်းကျင်ပညာရှင်တွေတော့အားသိမ်းခဲ့ကြရပါတယ်ပြောင်းဖူးရိတ်သိမ်းချိန်ရာသီမှာဆိုရင်စိုက်ခင်းတွေထဲမှာအထူးပြုလုပ်ထားတဲ့စိတ်ရန်တရားကြီးတွေကိုတိုက်ရိုက်မောင်းနေပြီးအလုပ်သမားတွေကပြောင်းဖူးတွေကိုမြန်မြန်ဆန်ဆန်နဲ့ထိရောက်စွာရိတ်သိမ်းကြပါတယ်ရိတ်သိမ်းပြီးတဲ့နောက်မှာတော့ပြောင်းဖူးတွေကိုကုန်တင်ကားကြီးနဲ့စက်ရုံစီကိုတည်ဆောင်လာကြပါတယ်စက်ရုံကိုရောက်တဲ့အခါအလုပ်သမားတွေကမီတူးစက်တွေကိုအသုံးပြုပြီးလက်ဆက်တဲ့ပြောင်းဖူးတွေကိုအပြင်ဘက်မှာရှိတဲ့ကုန်ပတ်လမ်းပေါ်ကိုလောင်းထည့်ပြီးစက်ရုံအတွင်းထဲကိုတည်ဆောင်သွားပါတယ်။ပြောင်းဖူးတွေဟာကုန်ပတ်လမ်းတိုင်းရွေ့လျားသွားပြီးအလိုအလျောက်ပြောင်းဖူးခွန်နွားတဲ့စက်ထဲကိုရောက်ရှိသွားပါတယ်။အဲ့ဒီနေရာမှာတော့ခင်မီစက်ခရိယာတွေကပြောင်းဖူးခွန်တွေကိုအကုန်ဆင်းအောင်နွားပေးပါတယ်။ပြောင်းဖူးခွန်တွေနွားပြီးသွားတဲ့အခါပြောင်းဖူးတွေကိုအလိုအလျောက်စနစ်နဲ့စစ်ဆေးအတန်းတန်းခွဲခြားပါတယ်။အရေးသွေးစံလုံးပြီးမိတဲ့ပြောင်းဖူးတွေသာကုန်ပတ်လမ်းပေါ်ဆက်လက်ရွေ့လျားခွင့်ရပြီးအလုပ်သမားတွေကလက်နဲ့တီချာထပ်မံစစ်ဆေးကပြောင်းဖူးဥတိုင်းတွေကိုဖိရှားပါတယ်။နောက်တစ်ဆင့်မှာတော့ပြောင်းဖူးတွေဟာအလိုအလျောက်ပြောင်းဖူးခွန်ချီတဲ့စက်တွေကိုရောက်ရှိသွားပါတယ်။ဖိရှားလိုက်တဲ့ပြောင်းဖူးဥတိုင်းတွေကိုတော့တရိတ်ဆန်အစာအဖြစ်ပြန်လဲအသုံးပြုပြီးပြောင်းဖူးစီတွေကိုတော့အမှုန့်ကျိတ်ဆက်စီကိုပို့ဆောင်ပါတယ်။အဲ့ဒီနေရာမှာပြောင်းဖူးစီတွေကိုညံ့ညံ့နေအောင်ကြိတ်ပြီးပြစ်ခဲတဲ့ကစီရီဖြစ်အောင်ချက်လုပ်ပါတယ်။ဒီပြောင်းဖူးအနှစ်အရီကိုအချောက်ခံပြီးအချက်ပြားလေးတွေဖြစ်အောင်ဖိညှပ်လိုက်ပါတယ်။ပြီးနောက်မှာတော့နူးညံ့ပြီး၆တွေ့တဲ့အမှုန့်ဖြစ်အောင်နောက်တစ်ချိန်ထပ်မံကြိတ်ခွဲပါတယ်။ဒီလိုတန့်စင်ပြီးသားပြောင်းဖူးမှုမှာပြောင်းဖူးစွပ်ပြုတ်ထုတ်လုပ်ဖို့အတွက်အဓိကအခြေခံကုန်ကျန်းဖြစ်လာပါတယ်။နောက်တစ်ဆင့်အနေနဲ့အလုပ်သမားတွေကအဲ့ဒီအမှုန့်တွေကိုမှုန့်စည်းနန်းတဲ့စက်ထဲထည့်ပြီးမှုန့်စည်းပြင်ဆင်ပါတယ်။အဲ့ဒီမှုန့်စည်းကိုဖြတ်တောက်ပြီးပုံတူးဖို့နောက်ထပ်ဆက်တစ်ခုတည်းကိုတိုးပေးပါတယ်။ပုံတူးပြီးသားမှုန့်စည်းကိုပုံစံကွက်ထည့်ထည့်ပေါင်မှုန့်တုံးကြီးတွေဖြစ်အောင်ပေါ်ထဲမှာဖုတ်ပါတယ်။ဒီပေါင်မှုန့်တုံးကြီးတွေကိုဖြတ်တောက်တဲ့ဆက်စီပို့ဆောင်ပြီးပေါင်မှုန့်တုံးကြီးတီးတီးလေးတွေဖြစ်အောင်တိုးလိုက်ပါတယ်။အဲ့ဒီပေါင်မှုန့်တုံးကြီးတီးတီးလေးတွေကိုရွှေအောင်ရောင်တန်းပြီးကျွတ်ရွလာပြီးစီဘူးထဲမှာနက်နက်ချီချီကြော်ပါတယ်။ပြီးနောက်မှာတော့အချောက်ခံပြီးကုန်ပတ်လမ်းပေါ်ပြန်ပို့ဆောင်ပါတယ်။အလုပ်သမားတွေကအရေးကြီးစံနှုန်းမှုတွေတဲ့အတုံးတွေကိုလက်နဲ့စစ်စစ်ဖိရှားပါတယ်။နောက်ဆုံးအဆင့်မှာတော့အချောက်ခံထားတဲ့ပေါင်မှုန့်ကျုပ်အတုံးလေးတွေကိုပြောင်းဖို့အခြားအရာတာမှုတွေအချိုးစားတိကျစွာရောစားပါတယ်။ပြီးတော့အဆင့်မြင့်တဲ့စက္ကရိယာတွေအထုပ်အိတ်လေးဖြစ်အောင်ထုတ်ပြီးအလိုအလျောက်စနစ်နဲ့ကတ်တူးဖာတွေထည့်ပြီးစားသုံးသူတွေစီမရောက်ခင်တင်းကျပ်တဲ့အရေးသွေးစစ်ဆေးမှုတွေကိုဖျက်ဆီးရပါတယ်။တင်တော့ဒီလိုပြောင်းဖို့စုပြုတ်ပူပူနွေးနွေးလေးတစ်ခွက်လောက်တောက်ချစ်ချင်လာဗျာ